မင်းနဲ့ဝေးမစုံတဲ့အတွင်းနဲ့ဗသေးလို့ရတယ်မင်းမိဘတိုင်ဝမ်နေရငါတို့ချစ်ကိုမြေမြုပ်ထားလဲစင်ပူနဲ့တဲရီပေါက်ပြားကန်ပြီးပြန်တူးဖို့အန်ဒီပြောလို့ကျွန်တော်သူ့ကိုခိုးပြေးဖို့တော့မကြံဘူးနော်ကိုချစ်တဲ့အမျိုးသမီးတစ်ယောက်ပဲပြေးဆောင်အောင်ထားချင်ပါတယ်ပြေးဆောင်တဲ့လူတစ်ယောက်ဖြစ်လို့ဒါကြောင့်မတအားရင်နာတယ်နှူးနဲ့ဖက်ပြေးလင်းနေရခမရပါလာစားနေတာလဲစကားတွေကိုရမ်းမပြောနဲ့ရမ်းပြီးပြောအမားတွေပါမယ်ဟာရှက်မတရားတွေများသွားပြီအရိမလန်ထိုးတဲ့သေးတော့သူမပြောလို့ခါရသေးမတော်လို့ပြက်ပြီးသွားရင်ဝေးကွာခြင်းကိုကြောက်ဆုံးပဲပေါ့အကောက်တွေအများကြီးဖွင့်ပြီး social လဲရှောင်မသုံးနဲ့တော့ချုပ်ချယ်တော့မထင်ပါနဲ့စိတ်ပူလို့ပြောတာပါသူဝင်တို့ရိုက်ထင်းချုပ်ထားတော့လုံသားလေးပါမောလာတာဒါတွေကိုဖွင့်ပြောလိုက်မယုံကြည်တာလားပြောလာမှာမင်းစားတဲ့ဂျယ်လီလေးလိုငါမှနာကပြော့တာပါဒီစက်ဖို့အတွက်လဲနတ်တွေပါလေစောင်းမရတယ်မင်းမေငေါကမကိုသဘောတူဖို့ကိုဖြောင်းပြရမယ်ခမရောလည်းငေးရကြီးလာအတီတရားလေးတွေဝင်ပါတော့ကိုယ့်ရဲ့အတွေ့ကိုမှန်နေထင်ပြီးရှေ့တန်းတင်တာအစင်လာပေါ့မင်းရဲ့ပြောရင်နောက်ွယ်မှာဘလို့နာကျင်းမှုတွေပုံကွယ်ထားမလဲစင်ပြေလို့ဟန်ဆောင်မနေနဲ့ထွက်ပေါ်မတွေ့ပဲလမ်းပြောင်းနေမယ်ဟိုချက်မှုတွေမေးထားလိုက်အသက်ကိုဝါရှူလူဖြစ်တဲ့ကနာလေးတွင်မှာဒေါသစိတ်တွေမထားရဘူးYou should say goodbye. You should